ရဲ့စိတ်ကလေးကိုပြင်ရမှာဘာလို့လဲဆိုလူတွေမှာကြည့်လေအော်ဒီလူကစိတ်ကောင်းတယ်ဒီလူကစိတ်မကောင်းစိတ်ကောင်းတဲ့လူနဲ့စိတ်မကောင်းတဲ့လူမျက်နှာမှာလားပေါ်နေတာစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာအချိုးပြုံးပြီးတော့မေတ္တာနှလုံးသားပိုင်ရှင်မျက်နှာကိုကြည်လင်းအေးဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဆိုလို့ရှိရင်စုပုတ်နေတာစုပုတ်နေတာဘယ်သူမှအဖက်မလုပ်သလိုပုံစံမျိုးကြီးဖြစ်နေဘာလို့လဲဆိုစိတ်ကဖြစ်နေစိတ်ဖြစ်တော့မျက်နှာမှာလားပေါ်နေတာပေါ့ဟုတ်ပါဘူးအဲ့ဒီဟာကလည်းစိတ်ခဏခဏတူတတ်တဲ့လူရဲ့မျက်နှာဒီရည်ရွယ်ပြုံးရမရတော့မျက်နှာမျိုးကြီးဖြစ်တတ်တယ်ဟုတ်တယ်အဲ့ဒါလေတချို့မျက်နှာကြတော့ကြည့်လိုက်လို့ရှိရင်မပြုံးရင်ပဲလို့ပြုံးနေတယ်လို့မြင်နေရဘာလို့လဲဆိုရင်သူ့စိတ်ကကြည်လင်းနေတာမေတ္တာသက်ဝင်ကြည်လင်းနေတဲ့ပုံရှိလို့ပြုံးလို့မရတဲ့အကောင်တွေကြားတို့ချက်တစ်တို့ဘယ်တော့မှပြုံးလို့မရဘူးဒီကောင်ခွေးရမှလည်းပြုံးရသေးတယ်ဒေါသကြီးတဲ့အကောင်တွေငှက်တွေထဲမှာဆိုလဲဒေါသကြီးတဲ့အကောင်စီးခွက်လို့အကောင်ဘယ်လိုမှပြုံးလို့မရဘူးနှုံဝါမှာမျက်လုံးကပြူးနေတာဆိုတော့အဲပြုံးမရတဲ့မျက်နှာတွေနဲ့ဒါမျိုးဖြစ်တာပေါ့အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားလူတွေရဲ့စိတ်အသွင်သဏ္ဍာန်ဟာမျက်နှာရိပ်ပေါ်မှာလာပြီးတော့ထင်ပေါ်နေတယ်ဒါအပေါ်ယံကြည့်ုံနဲ့ပဲသိတယ်နောက်တစ်ခါနှုတ်ထွက်ကြတော့လည်းကြည့်စိတ်ဓာတ်ကမာနကြီးတဲ့ပုဂ္ဂိုလ်တို့ဒေါသကြီးတဲ့ပုဂ္ဂိုလ်တို့ပြောလိုက်လို့ရှိရင်ဒေါသကြီးကစကားတိုးတဲ့တူတူပြက်ပြက်ပြောရတယ်သူကမာမာဆတ်ဆတ်ပြောတယ်ဒေါသကြီးလို့ရှိရင်ငယ်တော့ကြားဘူးတဲ့တကလုံးလောဘကြီးတော့စကားချိုးတယ်ဒေါသကြီးတော့စကားတိုးတယ်မောဟကြီးတော့စကားအိုးတယ်အိုးတယ်ဆိုတာညံ့ပြင်းတာမပြောနော်လူတွေမှာလောဘစိတ်ရှိနေတဲ့အခါမလေးစကားချိုးတယ်ဒါမှရမှာဟုတ်သူကမေတ္တာနဲ့ချိုးတာမဟုတ်တော့လောဘနဲ့ချိုးတာဒေါသကြီးတဲ့ပုဂ္ဂိုလ်ကြတော့စကားမဆက်ဆက်နဲ့တိုးတောင်းတောင်းပြောတတ်တယ်စိတ်တူတယ်မောဟကြီးတဲ့ပုဂ္ဂိုလ်ကြတော့အစင်မပြေဘူးစကားအိုးတယ်ဆိုတာအစင်မပြေဘူးသူစကားအချိုးရှင်းတော့မညီဘူးအဲ့လိုဖြစ်တယ်လို့ဒီလိုဆိုတာအဲ့တော့လူရဲ့စိတ်ဟာအင်တာမအရေးကြီးတယ်ဆိုတာအင်တာမထင်ရှားတယ်ပေါ့